အားလုံးပဲမင်္ဂလာပါရှင်ချစ်တို့ဒါလေးကတော့မနဲ့အာယုံဆုံးပေါ့နော်ပုံကြီးတွေကိုအာယုံဆုံးကတ်နေပါတယ်ရှင်ရှမ်းခောက်ဆွဲပေါ့နော်ဒါကတော့အချိုပွဲအဲ့ဒီရွာရဲ့စံနဲ့လုပ်တဲ့စနေမကင်းရဲ့ကြောက်ကြောရဲ့လက်ဖက်ရည်တို့ရဲ့လက်ဖက်ရည်ပေါ့နော်ဒါအချိုပွဲတဲဖို့ရှမ်းခောက်ဆွဲပုံကြီးအချိုပွဲတဲဖို့အတွက်ဒါလေးကတော့ပုံကြီးအတွက်ပြင်ဆင်ထားတာအဲ့ဒီရွာသူရွာသားတွေရဲ့လက်ရပေါ့စံနဲ့လုပ်တဲ့စနေမကင်းတအားစားကောင်းတယ်ညိုမီတောင်မှပဲမနဲ့အစာခံရှမ်းခောက်ဆွဲမစားဘူးအဲ့ဒီစနေမကင်းပဲစားတယ်မြို့ပေါ်မှာလည်းမတူဘူးလေရွာကြတော့တကယ်လက်နဲ့လှုပ်ထားတဲ့ဟာတွေဆိုတော့လေတအားကိုစားကောင်းအရသာလည်းရှိအုံလို့ရတယ်လက်ဆက်ဆက်ဆိုတော့လေတွဲဖုံးရှင်ဗျဒါလေးကတော့ရှမ်းခောက်ဆွဲပေါ့ဘုံကြီးတွေအတွက်ဒါရှမ်းခောက်ဆွဲတွေပြုတ်ထားတာပေါ့နော်နေဖို့လာတဲ့အပရိသတ်တွေကျွေးဖို့အတွက်နေဖက်နေပါပြီနော်ဒါလေးကတော့တော်တော်ကျွေးရတယ်ရှင်အများကြီးပဲအဲ့ဒါတငယ်ချင်းပေါ့နော်အဲ့ဒါသူကနေဖက်ပြီးဘူးတဲ့ထက်လာမဲ့ဧည့်သည်တွေကိုလှူဖို့အတွက်ရှမ်းခောက်ဆွဲဒါလေးကတော့ညုံမီစားနေတာပေါ့နော်ဆန်နဲ့လုပ်တဲ့စနေကင်းဒါလာတဲ့အပရိသတ်တွေပေါ့လာပြင်းနေဖြစ်တဲ့အတွက်မှာဘုဒီလာယူလို့လေလာကြတာပေါ့ရွာသူရွာသားတွေအများကြီးပဲလူတွေကလေတော်တော်ကိုများတာပါရှင်မကြည့်အောင်ဒါကတော့ရှမ်းခောက်ဆွဲလူပြီးသွားပြီပေါ့နော်ရှမ်းခောက်ဆွဲလူပြီးတာနဲ့ပင်မဲ့အချိုကြီးလဲတိုက်ပါတယ်ရှင်အလှူမှာဒါကတော့လေအဲ့ဒီရွာမှာတအားချစ်ဖို့ကောင်းလာတဲ့လူတွေအားလုံးကစွန့်ကြိုက်ပြီးအကုန်ပါတယ်ဒါလေးကပင်မဲ့ပြောရင်းလေးပေါ့ပင်မဲ့ပြောရင်းတိုက်မှာလာတဲ့အပရိသတ်တွေအရန်ချစ်ဖို့ကောင်းတာအဲ့ဒီရွာအဖွားတွေရောတော့အကုန်လုံးရွာသူရွာသားတွေကလေတကယ်ကိုချစ်ဖို့အရန်ကောင်းဒါကတော့ညိုမီရေဆက်ချဖို့တပုံပုံကြီးစီစဉ်ပေးထားတာပေါ့နော်ဒါရွှေမွေးမွေးဖို့ရွာဖို့အတွက်အစမ်းဒါသီလာပေးနေတဲ့ပုံပုံကြီးဒါကတော့အဲ့ဒီကြောင်းသီလာပေးလို့ပြီးပါပြီပုံပုံကြီးတွေဆုံးဖုံးဖို့အတွက်ပေါ့နော်ပြင်ဆင်ပေးထားတာပါရှင်ဒါတွေကအဲ့ဒီရွာသူရွာသားတွေလာတဲ့ပုံရောင်လာတော့သီလာလိုက်ပြီးတော့တက်ထဲမှာစွန့်ကြိုက်နေအကုန်ပါတယ်သူတို့ရွာရဲ့သူတို့အိမ်မှာချက်တဲ့စွန့်ရင်းလေးတွေတမင်းလေးတွေယူလာတာနည်းနည်းတော့မဟုတ်ဘူးညာကြီးပဲခင်းနေအဆုံနဲ့ညိုပြီးတစ်ခါမှမတွေ့ဘူးအဲ့လိုမျိုးစွန့်နေဒီမှာကြည့်ပါဦးစွန့်ကြိုက်နေညိုပြီးရံမှာမတူတော့ဆောင်လက်ကြီးပဲသွားကြတာလေဒီစွန့်ကြိုက်မပါဘူးမော်လမြိုင်မှာတော့စွန့်ကြိုက်နေသွားတယ်ရှင်ဒီနေ့မှာကျတော့ကြောက်ကပန်းလေးတွေနဲ့ကြွက်ပြီးတော့ဘုံကြောက်မှတီလာတော့ယူလာပါတော့ဒီကြိုက်တွေနဲ့မသွားဘူးကြောက်ကပန်းနဲ့ပကံတွေထဲမှာထည့်ပြီးသွားတာပါရှင်ဒါကတော့၃ပိုက်မြောက်ပါ